မင်္ဂလာပါရှင်စုဒီနေပေါ့နော်ချက်စားဖြစ်တဲ့ဟင်းချက်နည်းလေးကကိုရီးယားလိုမျိုးဆိုရင်ဂူတူးငေါဂျော်ရီတော့ခေါ်ပါတယ်ပေါ့နော်ဒီဂူတူးငေါဂျော်ရီလေးကစုအရန်ကြိုက်တဲ့ဟင်းထဲမှာလည်းဟုတ်တာပေါ့နော်အရန်စားရတာလည်းအဆင်ပြေတယ်အဲ့အတွက်ကြောင့်စုဒီနေအချစ်တို့ကိုချက်စားပြမှာပေါ့နော် Yeah အော်စမဆာအားလုံးပဲမင်္ဂလာပါရှင်စวัสดีค่ะစုဒီနေပေါ့နော်ကိုရီးယားဟင်းချက်နည်းနောက်ထပ်တစ်မျိုးလေးကိုလာပြီးချက်ပြမှာဖြစ်ပါတယ်ဒီကိုရီးယားဟင်းချက်နည်းလေးရဲ့နာမည်လေးကဂူတူးငေါကင်ချီဂျော်ရီလို့ခေါ်ပါတယ်ရှင်ဒီဂူတူးငေါကင်ချီဂျော်ရီလေးကပါဝင်တဲ့ပစ္စည်းလေးတွေကိုစုတို့အရင်ပြောပြပြီးမှသာလဲစုတို့ချက်ပြမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါပါဝင်တာလေးတွေကိုစုနဲ့အတူလိုက်ကြည့်ကြပါဘောနော်ဟုတ်ကဲ့ပါဘောနော်ဒီကင်ချီငါးဟင်းရဲ့ချက်နည်းလေးကစုတို့ပါဝင်တာလေးတွေကိုအခုပြောပြမှာဖြစ်ပါတယ်ပထမဦးဆုံးမှာကြတော့ဒီငါးပေါ့နော်ဒီငါးလေးကမြန်မာလိုမျိုးဆိုရင်စုခေါ်မတောက်ဘူးပေါ့နော်တကယ်လို့အချစ်တို့ဘက်ကဆိုရင်ခေါ်တတ်မှာပါဒီငါးလေးပေါ့နော်ပါမယ်ပြီးလို့ဆိုရင်ကင်ချီလေးပါမယ်ပြီးလို့ဆိုရင်မုံလာဥလည်းပါမယ်အာလူလည်းထပ်စားမှာပေါ့နော်ကြက်သွန်ဖြူချင်းဒီမှာကြတော့ကြက်သွန်မြိုက်အပင်ကြီးပေါ့နော်ဒီငရုတ်ဒီတောက်ကြက်သွန်နေအလုံးကြီးအဖြူလုံးအားလေးပါမယ်ပါဝင်တဲ့သူ့ရဲ့အဖက်လေးတွေကိုပေါ့နော်အဖက်လေးတွေကိုပြောပြပြီးသွားပြီဆိုတော့ပါဝင်တဲ့သူ့ရဲ့အရသာအနည်းကြီးအနည်းမဟုတ်လေးတွေစုထပ်ပြောပြမှာဖြစ်ပါတယ်ပထမဆုံးမှာကြတော့ဒီမှာပေါ့နော်ဒီပြောင်းဘူးနဲ့လောက်တဲ့အချိုကြီးလေးအဲ့ဒီအချိုကြီးလေးကိုထပ်မယ်ဟင်းချက်အချိုကြီးလေးတစ်မျိုးပေါ့နော်ထပ်မယ်ပြီးလို့ဆိုရင်ကိုရီးယားပန်းငပြားကြီးပါမယ်ပြီးလို့ဆိုရင်ဒီမှာကြတော့နန်းမွေးစီပေါ့နော်ဒီမှာကြတော့ကိုရီးယားရဲ့ကူကျူချန်ငရုတ်ဒီအနည်းပေါ့နော်ဒီဟာလေးပါမယ်ဒီမှာကြတော့ကိုရီးယားရဲ့ဘဲဘုတ်ပါပေါ့နော်ကိုရီးယားရဲ့ငရုတ်ဒီမုတ်ပါမယ်ကြက်သားမုတ်အပလေးပါမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါပေါ့နော်စုခုပါဝင်တဲ့ငါကင်ချီပစ္စည်းဟင်းချက်နီးလေးတွေအားလုံးကစုရှင်းပြောပြပြီးသွားပြီဆိုတော့အခုစုတို့ဘာတွေထားဆက်လုပ်ပြီးတော့ဘယ်လိုမျိုးလုပ်ရတယ်လဲဆိုတာစုနဲ့အတူဆက်ပြီးကြည့်ကြပါနော်ဟုတ်ကဲ့ပါပေါ့နော်ငါဆိုရင်ဒီလိုမျိုးအကောင်လိုက်နဲ့အရှည်လိုက်နဲ့ထက်ချင်လဲရတယ်ဒါမှမဟုတ်စုလိုမျိုးအတုပ်ပြီးတော့ထက်သုံးချင်လဲရတာပဲပေါ့နော်ဒီမှာကင်ချီဆိုရင်လည်းပဲအပင်လိုက်သုံးချင်လဲရတယ်ဒါပေမဲ့စုမှာကြတော့ဒီလောက်လေးနဲ့ပဲဒီလိုလေးနဲ့ပဲရှိတာဖြစ်တဲ့အတွက်ကြောင့်စုကဒီလိုမျိုးလေးနဲ့ပဲထက်သုံးမှာဖြစ်ပါတယ်ပြီးသွားလို့ဆိုရင်စုတို့ဒီမှာမုံလာဥလေးကိုလီပြီးတော့သူ့ရဲ့အိုးဖင်မှာထက်သုံးပြီးတော့ချက်မှာပေါ့နော်မုံလာဥလေးကိုထက်သုံးတဲ့အခါမှာဆိုရင်စုတို့ဒီလိုမျိုးအရွယ်စားလောက်လေးနဲ့လီပြီးတော့သုံးမှာဖြစ်ပါတယ်မပါစေရဘူးပေါ့နော်လက်တလုံးစားလောက်ပေါ့နော်လီလေးပါပြီးတော့ဆက်ဒီအာလူပေါ့နော်အာလူလေးကိုလည်းစုထက်တောက်ပြီးတော့ချက်စားမှာပေါ့နော်တကယ်လို့ချစ်တဲ့ဘက်ကအာလူမပါဘဲနဲ့ချက်စားချင်လဲရတာပဲပေါ့နော်စုကကြတော့အာလူကိုစားချင်တာဖြစ်တဲ့အတွက်ကြောင့်တွဲပြီးတော့ထက်တောက်တာဖြစ်ပါတယ်ကိုရီးယားမှာဆိုရင်လည်းပဲအဲ့လိုမျိုးပဲပေါ့နော်သူတို့တွေအာလူထက်တောက်ချင်လဲရတယ်မထက်တောက်ချင်လဲရတာပဲပေါ့နော်ဒီကြက်သွန်နေဆိုရင်လည်းကိုလီတဲ့အခါမှာဆိုရင်မသေးစရမပါစရဘူးပေါ့နော်အနည်းငယ်ထူလောက်လေးတော့လုပ်ပေးပေါ့နော်ဒီမှာဆိုင်လာပါဒီလိုမျိုးလေးနဲ့ပေါ့နော်မကြီးမသေးပေါ့နော်ဒီလောက်လေးနဲ့စုလီပြီးတော့ထပ်သုံးမှာဖြစ်ပါတယ်တအားပါသွားလို့ဆိုရင်ကိုချက်တဲ့အခါမှာပြောက်သွားမှာပေါ့နော်အဲ့အတွက်ကြောင့်ငုတ်ဒီအစိတ်တော့ပေါ့နော်ငုတ်ဒီစိတ်တော့ဆိုရင်စုတူလူမျိုးလေးနဲ့လီပြီးတော့တောက်တာဖြစ်ပါတယ်ကိုမအလုံးကြီးရှိလို့ဆိုရင်တော့အလုံးကြီးတောက်ပေါ့နော်စုကကြတော့အစသေးဒီအသေးသေးကိုတောက်တာဖြစ်တဲ့အတွက်ကြောင့်စုနည်းနည်းပဲတောက်တာပေါ့နော်လေးလုံးစားလောက်ပဲတောက်မယ်โอเคပြီးသားပြီဆိုတော့စုတို့ချင်းတောက်မယ်ချင်းရကြတော့သူ့ရဲ့အရသာအနံ့လေးမွေးအောင်ပေါ့နော်စုတို့တောက်တာဖြစ်ပါတယ်ဒီလောက်လေးနဲ့ပဲစုတောက်မှာပေါ့နော်ထောင်းလို့စင်လဲရတာပဲပေါ့နော်စုကကြတော့မထောင်းတော့ဒီလိုမျိုးလေးနဲ့ပဲတောက်ပြီးတော့တေးသေးလေးနဲ့ပြန်လိမ့်မှာပေါ့နော်ကြိုက်စားရတာအဆင်ပြေအောင်ပေါ့ဒါဆိုတော့စင်ဒီမှာကြက်သွန်ဖြူလေးပါကြက်သွန်ဖြူဆိုရင်ဒီထက်ဆော့ထက်လဲရတယ်စုကကြတော့ဒီလောက်လေးတောက်တယ်ကြက်သွန်ဖြူဆိုရင်အနည်းငယ်ထွေးကြည့်မယ်နော်ကြက်သွန်ဖြူဆိုရင်ကိုဒီငရုတ်စုပ်ထဲမှာထောင်းပါတာပဲဖြစ်ဖြစ်ကြက်စိတ်ထဲမှာကြိတ်တာလည်းဖြစ်ဖြစ်ရပါတယ်ပေါ့နော်စုကကြတော့ဒီလိုမျိုးထုကွဲပြီးတော့အဆက်ကလေးကိုက်စားလို့ရအောင်ပေါ့နော်စုကဒီလိုလေးနဲ့ပဲထုခွဲပြီးတော့တေးသေးလေးနဲ့ပြန်လိမ့်ထက်မှာပေါ့နော်ဒီမှာပေါ့နော်စုဒီခုတ်ထဲမှာပဲစီထားတယ်ဒါကကြက်သွန်ဖြူလုံးကြီး latest style ကြက်သွန်နေရအပင်ကြီးဒါကြတော့ငရုတ်ဒီဆိုင်ချင်းကြက်သွန်ဖြူပေါ့နော်ဒီလိုမျိုးလေးနဲ့စုလီပြီးတော့သုံးမှာဖြစ်ပါတယ်နော်ဒီကမုံလာဥရဲ့အာလူရဲ့ဒီလိုမျိုးလေးနဲ့စီထားပြီးတော့သုံးမယ်ဟုတ်ကဲ့ပါအဲ့ဒါလေးတွေပြီးသွားပြီဆိုရင်စုတို့ပါဝင်တဲ့အနှစ်အရသာလေးတွေကိုရောစားပုတ်ရောစားနေလေးတွေကိုစုခုဆက်ပြီးပြောပြပြီးတော့လုပ်ပြမယ်နော်ဟုတ်ကဲ့ပါဘောနော်စုတို့အခုအနှစ်ရတာလေးကိုလောက်ပြမှာပေါ့နော်ဒီမှာဆိုရင်ပဲဘုတ်ပေါ့နော်ပဲဘုတ်ဆိုရင်စုတစုံစာလောက်ထက်မယ်
ထမင်းစားစွန်းတစွန်းစားကိုပြောတာပေါ့နော်ပြီးလို့ဆိုလို့ဆိုရင်ဒီမှာကိုရီးယားငရုတ်ဒီအနစ်ပေါ့နော်အားလေးကိုထမင်းစားစွန်းတစွန်းနဲ့တဝက်လောက်ထပ်မယ်ဒီမှာဆိုရင်ကိုရီးယားပဲငံပြရည်လေးပေါ့နော်စူးထမင်းစားစွန်းတစွန်းနှစ်စွန်းလောက်ထပ်မှာပေါ့နော်ဒါပဲဆိုရင်စူးတို့ဒီမှာဟင်းချက်တဲ့အချိုကြီးတစ်မျိုးပေါ့နော်သူလည်းထမင်းစားစွန်းတစွန်းနှစ်စွန်းလောက်ရှိမယ်နော်ဒီမှာဆိုရင်ကိုရီးယားနမ်းမွေးစီပေါ့နော်အားလေးကိုသူစမင်းထမင်းစားစွန်းတစ်စွန်းထပ်တာနော်ခက်မှန်ပြီးတော့ထပ်တာလို့ဆိုရင်ဒီမှာကျတော့ကိုရီးယားငရုတ်ဒီဟင်းချက်တဲ့ငရုတ်ဒီမဟုတ်ပေါ့နော်တောင်းစွန်းလေးစွန်းငါးစွန်းအမှလက်ဖက်ရည်စွန်းငါးစွန်းစုတောက်တယ်ပြီးတော့ဆိုရင်ငရုတ်ကောင်ခုနကစုမပြရအောင်ငရုတ်ကောင်လည်းအနည်းငယ်ထပ်မှာပေါ့နော်โอเคအလားလေးထပ်မယ်အဆန်စုလို့ပြီးသွားပြီဆိုတော့စုလို့လည်းရောနေမှာပေါ့နော်စုလို့ဒီမှာဟင်းချက်တဲ့အရသာစက်တာမုတ်လေးပေါ့နော်စုလက်ဖက်ရည်စွန်းတစ်စုံလောက်ပဲထပ်မယ်နော်သူကကြတော့ဟင်းချက်တဲ့အပိုင်းမှာအရသာလေးရအောင်ပဲပေါ့နော်စုထပ်တော့တကယ်လို့အချီတို့ဘက်ကကြိုက်လို့ဆိုရင်တော့နှစ်စုံထပ်လိုက်ရတာပဲပေါ့နော်စုကကြတော့ငံမှာစုညိတ်လို့ပါအဲ့အတွက်ကြအလောက်ပဲထပ်တယ်โอเคပါဝင်တာလေးတွေပြီးကုန်ပြီဆိုတော့စုတော့ဒီမှာဆက်ပြီးတော့စလုပ်မှာပေါ့နော်စချက်ဖို့အတွက်ဘယ်လိုမျိုးစပြင်ဆင်ရအောင်လဲပေါ့နော်အားလေးကိုဆက်ပြီးပြောပြမှာဖြစ်ပါတယ်အခုတော့စုနည်းနည်းလောက်မြင်ပါပေါ့နော်ကောင်းတယ်ပါဝင်တဲ့အနည်းအရသာလေးတွေရှင်းပြပြီးပြောပြပြီးအခုစုတော့ဆက်ချက်မဲ့ပြင်ဆင်ရမဲ့ပုံစံဆက်ပြောပြပြီးတော့ချက်မှာပေါ့နော်ဟုတ်ကဲ့ပါပေါ့နော်စုတို့ဒီမှာခုနကပြင်ဆင်ထားတဲ့မုံလာဥနဲ့အာလူပေါ့နော်ဒီလိုဆိုရင်စုတို့ဒီရေလေးကိုထပ်သုံးပါပေါ့နော်ရေလေးထပ်သုံးတဲ့အချိန်မှာစုကမပြောပြတော့ဘူးပေါ့နော်မပြောပြဘူးဆိုတာကိုချက်ရတဲ့ဟင်းကအနည်းနဲ့အများဆိုတာဆိုင်တာပေါ့နော်အဲ့အတွက်ကြောင့်စုရေကိုဒီလောက်လေးနဲ့ထပ်သုံးပြီးတော့စုသုံးပါပေါ့နော်ပြီးလို့ဆိုရင်စုတို့မီးဖွင့်ပြီးချက်မှာပေါ့နော်ရေနွေးစုလာအောင်ရေစုလာအောင်ပေါ့နော်စုတို့စောင့်မယ်ရေစုလာတာနဲ့စုတို့ငါးလေးတွေသူ့ပေါ်ကိုစီပြီးတော့ပါဝင်တဲ့အရသာလေးတွေကိုထပ်ထက်မှာပေါ့နော်အခုတော့ရေစုလာအောင်စုတို့စောက်ပြီးတော့ပြုတ်မှာပေါ့နော်မုံလာဦးနဲ့အာလူလေးကိုပေါ့နော်ဟုတ်ကဲ့ပါပေါ့နော်စုတို့ဒီမှာရေနွေးစုလာပြီပေါ့နော်ပြုတ်ထားတဲ့ဒီမုံလာဦးနဲ့အာလူရေနွေးလေးစုလာပြီဆိုတော့စုတို့ငါးလေးထပ်မှာဖြစ်ပါတယ်သူတို့ရဲ့အပေါ်မှာပေါ့နော်စုတို့ဒီမှာပေါ့နော်ချက်သွန်နေလေးတွေသူ့ပေါ်မှာထပ်မှာပေါ့နော်မင်းပိုက်ပြီးတော့စက်သွန်နီလေးစက်သွန်မြက်လေးထက်ရှင်လဲရတာပဲပေါ့နော်ပြီးလို့ဆိုရင်ဒီမှာကျတော့ခုနစုစက်သွန်ဖြူနဲ့ဒီဂျင်းလေးရောနယ်ဖို့မေ့သွားတယ်အခုပြန်ရောနယ်လဲရတာပဲပေါ့နော်အချိန်မီသေးတာပေါ့နော်အမှဆိုရင်စက်သွန်ဖြူကထောင်းကျင်တော့ပို့ပြီးတော့ကောင်းတာပေါ့နော်ဒါပေမဲ့စုကဒီလိုမျိုးလေးနဲ့သုံးချင်လို့အမှစုကဒီလိုမျိုးလေးနဲ့သုံးချင်လို့ပေါ့နော်ဒီနဲ့တောက်ချင်တာဖြစ်တဲ့အတွက်ကြောင့်ကြိုက်စားချင်လို့လည်းဟုတ်တာပေါ့နော်အဲ့လိုမျိုးပြီးတော့ဆက်ဒီမှာကင်ဂျီလေးသူ့ရဲ့အပေါ်မှာထပ်ပြီးတော့တောင်းမယ်ဒီကင်ဂျီကတအားချင်တာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်သူကဒီလောက်လေးနဲ့ပဲတောက်ပြီးတော့ထပ်မှာပေါ့နော်တကယ်လို့ဒီထက်များသွားလို့ဆိုရင်ဟင်းကအရသာချင်တဲ့အရသာလေးပဲရသွားမှာပေါ့နော်အတွက်ကြောင့်သူဒီလောက်လေးနဲ့ပဲထပ်ပြီးတော့တောင်းမယ်အပင်လိုက်ရှိလို့ဆိုရင်တော့ကင်ဂျီလောက်တဲ့အချမ်းလိုက်တွေ့လားအဲ့ဒီနှစ်ချမ်းကိုတစ်ချမ်းလောက်ထက်ချင်လည်းရတာပဲပေါ့နော်သူကကျတော့ဒီဟာလေးပဲရှိတာဖြစ်တဲ့အတွက်ကြောင့်ဒီဟာလေးပဲတောက်တာပေါ့နော်ပြီးတော့ဆက်ဒီမှာသူ့ရဲ့ခုနကအနည်းအရသာလေးလောက်တာနဲ့ရတာလေးဒီလိုဆိုလို့ဆိုရင်စုပြောပြဖို့မေ့သွားတာပေါ့နော်အမြဲပြောနေကြစကားလည်းဟုတ်တာပဲပေါ့နော်တကယ်လို့ကိုကအချိုမရတာလေးကြားလို့ဆိုရင်အချိုမရတာလေးယူပြီးတော့တောက်ပေါ့နော်ဒါတော့မှစုအနည်းငယ်အချိုမလေးအနည်းငယ်ထက်လိုက်သေးတယ်ခုနကတော့ဒါမှမပြလိုက်ရအောင်ဒီငါဟင်းလေးကအချိုမအနည်းငယ်ထက်မှသာလေအရသာပိုကောင်းမယ်လို့ခံစားရတယ်အဲ့ဒါကြောင့်ကဲလို့ချီတို့ဘက်ကအချုံမရတာကြားလို့ဆိုရင်အချုံမရတာကိုပဲထက်ဆိုတော့ခုနနည်းနည်းလေးပဲထက်တာအမသူရနေရတာလေးတွေထပ်ပြီးသွားပြီဆိုတော့မီးအစိပ်ပြင်းပြင်းလေးနဲ့စုတော့အချိန်9မိနစ်လောက်အဖုတ်ပိတ်ပြီးတော့ချက်မှာဖြစ်ပါတယ်9မိနစ်အစိပ်မီးအစိပ်ပြင်းပြင်းလေးပြည့်တာနဲ့စုတော့မီးအစိပ်လေးကိုအလယ်အလပြန်ဆော့ပြီးတော့အချိန်မိနစ်20လောက်ပြန်တက်မှာပေါ့နော်မိနစ်20လောက်ပြန်တက်လို့ဆိုရင်အာလူလဲကြက်မယ်မုံလာဥလဲကြက်မယ်ငါးဆိုရင်လဲနူးဣသွားမှာပေါ့နော်အဲ့အတွက်ကြောင့်အခုမီးစိပ်ပြင်းပြင်းလေးနဲ့9မိနစ်လောက်အချိန်ပေးပြီးတော့ချက်မယ်ပြီးမှသာလဲမီးဆော့ပြီးတော့မိနစ်20လေးကိုပြန်ချက်မယ်ဟုတ်ကဲ့ပါပေါ့နော်စုတော့အခုအချိန်9မိနစ်မင်းစိတ်ပြင်းပြင်းလေးနဲ့စုတို့မှာချက်တာ9မိနစ်ပြည့်သွားပြီပေါ့နော်9မိနစ်ပြည့်သွားရင်စုတို့ဒီလိုမျိုးလေးပေါ့နော်အရသာလေးအနည်းအရသာလေးနဲ့သူ့ရဲ့ရည်လေးအ
ဆင်ပြေအောင်ရပါအောင်သူတို့ဒီလိုမျိုးလေးနဲ့ဇုံးလေးနဲ့ပေါ့နော်ဒီလိုလေးနဲ့လိုက်လုပ်ပေးပါနော်ငါတို့ဒီလိုစက်သွန်နေအပိန်တော့မှရောက်သွားရင်လည်းပြောက်တော့ပြီဒါမှမဖြစ်ဘူးဟင်းရတာကောင်းပေါ့နော်โอเคပြီးလို့ဆက်စုတော့အနည်းငယ်တော့အမြင့်ကြီးတယ်ပေါ့နော်ရှယ်ပဲတွေ့ရလားပြောစရာမလိုโอเคပြီးသားရင်စုတော့မီးအစိတ်လေးကိုအဲ့ဒါလာဆော့ပေးတဲ့အချိန်မှာစုတော့အမိနစ်20လောက်စပြီးတဲပြီးတော့ချက်မှာဖြစ်ပါတယ်နော်မုံလာဥလဲနူးအောင်အာလူလဲနူးအောင်ငါလဲအရသာနူးအိမ်အောင်ပေါ့နော်အဲ့ဒါလေးကိုအမိနစ်20လောက်ဆက်ပြီးချက်ပြီးတော့တဲမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဘောနော်စုတို့ရဲ့ငါကင်ချီဟင်းလေးကအမိနစ်20ထပြည့်ပြန်ပြီပေါ့နော်ကြက်သွားပြီပေါ့နော်ပြောမယ်ဆိုရင်ဒီနောက်ဆုံးအခါဆိုရင်ပေါ့နော်ဒီမှာအမိနစ်20ပြည့်သွားပြီဒီမှာဟင်းအိုးလေးရဲ့အကြီးလေးနဲ့အနက်အသက်လေးโอเคအမိနစ်20ပြည့်သွားပြီဆိုတော့စုတို့မင်းပိတ်လို့ရပြီပေါ့နော်မင်းပိတ်လို့ရပြီခဏလေးကြာဆိုရင်စုစားပြလို့ရပါပြီပေါ့နော်ဒီမှာတွေ့လားမဟုတ်လားဥစဉ်လဲကြောက်ဝိုင်းနူဝိုင်းโอเคရသွားပြီဆိုတော့စုတို့စားပြဖို့အဆင်သင့်ဖြစ်ပြီဒီမှာပေါ့နော်စုအခုစားပြမယ်ငါတောက်လေးကိုပဲစားပြမှာပေါ့နော်အနည်းငယ်စားပြမယ်ဆိုတော့ကင်ချီလေးနဲ့အနည်းငယ်တော့စားပြမယ်အရေးလေးဒီလောက်လေးနဲ့โอเคဟုတ်ကဲ့ပါပေါ့နော်ခုနကစုချက်ပြပြီးသွားပြီပါဝင်တာလေးတွေလည်းပြောပြပြီးသားပြီချက်ပြပြီးသားပြီကြက်လည်းကြက်သားပြီဆိုတော့စုတို့အခုစားပြမယ်ဒီမှာပေါ့နော်ဟာဒီမှာဒီငါကြည့်ပါဟေးอันนี้อร่อย100%นะเนี่ยจริงชอบมากเลยอ่ะรสชาตินี้ကောင်းပါခဏမွေးပြီးတော့ကောင်းတယ်မသိရင်မစားဘူးတို့လိုမျိုးရလို့ချီရိုဘက်ကထမင်းနဲ့စားလို့ဆိုရင်တော့ပို့ပြီးတော့အဆင်ပြေတာတွေ့ရတာလေဒါမှစုကတွေ့ရတာလေးကိုဖမ်းပြီးတော့လာစားပြတာပဲပေါ့နော်ဒီလိုမျိုးတို့စားတာစုပို့ကြတယ်ပြောမယ်ဆိုအရန်ကောင်းတယ်မိုင်းနေရောပဲနူအင်းအငါမင်းရောအမေဆိုရင်ဒီငါသူ့ရနာညီလေအနာတမျိုးကြီးပြောပြမတာပေါ့နော်ဒီကင်ချီလေးနဲ့ချက်ပြီးစားတဲ့အချိန်မှာအိုးရှယ်ပဲတော်လေးကိုကြိုက်သွားတယ်ဆိုတော့ကင်ချီကအပိန်လိုက်မရှိတော့လေဒီလိုမျိုးလေးနဲ့ပဲစားတာကောင်းသလားမင်းနဲ့อร่อยมากเลยอ่ะจริงๆอร่อยจริงๆโอเคခဏလေးပဲကောင်းလို့စားလာတော့ไว้ပူတယ်မပူဆိုတော့လေโอเคဟုတ်ကဲ့ပါဘောနော်စုချက်လက်ချက်ပြပြီးသွားပြီပါဝင်တာလေးတွေလည်းပြောပြပြီးသွားပြီချက်လက်ချက်ပြပြီးသွားပြီအခုစားတာလည်းတတုပ်ကုတ်သွားပြီပေါ့နော်စားပြီးသွားပြီဆိုတော့စုချက်တဲ့ဟင်ချက်နေအတိုင်းလေးကိုအချစ်တို့ဘက်ကလိုက်ချက်စားချင်လဲရတယ်ဒါမှမဟုတ်ပြန်ရောင်းစားချင်လဲရတာပဲပေါ့နော်ကိုယ့်အတွက်ရောင်းစားရတဲ့ဟင်းလေးပေါ့နော်ပြောရမယ်ဆိုရင်ပေါ့နော်ကိုကြိုက်တဲ့အရာသားလေးအများပြည်သူကြိုက်တဲ့အရာသားလေးနဲ့ဖန်ပြီးတော့ချက်စားကြည့်ပါဒါမှမဟုတ်စုချက်တဲ့ဟင်ချက်နေအတိုင်းဖန်ပြီးတော့ချက်စားကြည့်ပါပေါ့နော်ဟုတ်ကဲ့ပါတကယ်လို့မသိနာမရှင်းတာရှိလို့ဆိုရင်
အခုပေါ့နော်စူးချက်ပြတဲ့ဗီဒီယိုဖိုင်လေးကိုပေါ့နော်ဟင်ချက်နေဗီဒီယိုဖိုင်လေးကိုတကယ်လို့မသိနာမရှင်းတာရှိလို့ဆိုရင်စူရဲ့ဗီဒီယိုဖိုင် comment အမှာလာပြီးမေးမြန်းလို့ရပါတယ်ဒါမှမဟုတ်စူရဲ့ messenger ထဲမှာလည်းလာပြီးမေးမြန်းလို့ရပါတယ်ရှင်အားစင်အဲ့လောက်ပဲနော် bye bye